ဆရာကြီးတွေနေကြော်လာဖြစ်ပါတယ်เนาะဒါကတော့ကျွန်တော်ပလိတ်ကเนาะကိုကောင်းမြတ်ဖြစ်ပါတယ်เนาะတော်တော်များများလည်းသိမှာဖြစ်ပါတယ်เนาะဒီမှာ650အပလီကျွန်တော်ဒီမှာလာရောက်ပြီးတော့ဝယ်စားပေးသွားတာဖြစ်ပါတယ်เนาะဒါဆရာကြီးကကျွန်တော်ဒီမှာဆိုရင်ဘိန်းကတိတ်ထွေးမှုမကြည့်ရအောင်เนาะဘိန်းလည်းတော့စိတ်တိုင်းကြတယ်မလားဒါပဲเนาะနေသားလေးနည်းနည်းကန်ထားလို့ရအောင်ပြင်းပြင်းဝယ်စားပေးသွားတဲ့ညီလေးနဲ့ brother ဟိုဘက်မှာเนาะဒါမဲ့เนาะတကယ်ဆရာသမားတွေကိုအားကိုးရင်တော့ဘဲကိုတိတ်ထွေထူးမကြည့်ဘူးเนาะဆရာကောင်းရင်ရပြီเนาะဆရာကောင်းရင်ရပြီဒီဝယ်ပေးပြတဲ့ဘိန်းတွေဒီဆိုင်ကလေးဖြစ်ပါတယ်ဒီဆိုင်ကလေးကတော့ကျွန်တော်60ကိုအောင်သူကဆိုင်ကမျိုးရောက်ဆိုင်ကတန်းဖြစ်ပါတယ်เนาะဒီဘိန်းတွေစီတင်းကြလဲစီတင်းလေးတကယ်ကြပါတယ်ဘိန်းလေးအဆင်ပြေမဲ့ဘိန်းလေးအရင်ဖွင့်လိုက်လည်းမပါပါဘူးเนาะရှင်တော် ABL လေးပါပါတယ် CB650F နိကပဲမိုင်းမှာနောက်ထပ်ကျွမ်းကြီးကိုတွေနောက်ထပ်လိုချင်တဲ့ကျွမ်းကြီးကိုတွေလိုတဲ့ကျွမ်းကြီးကိုတွေလည်းဒါတော့ဝယ်လို့ရနိုင်ပါတယ်60မှာကွန်ပျူတာရှိပါတယ်အဲ့ဒါတခြားဘိန်းတွေလည်းရှိပါသေးတယ်ဒီမှာကျွမ်းကြီးကိုတွေနောက်ထပ်လိုအပ်တဲ့ကျွန်တော်ဝယ်ချင်တဲ့ကျွမ်းကြီးကိုတွေအားလုံးလည်း60အောင်တဲ့ရှိုးတို့မှာနောက်ထပ်ဘိန်းတွေအများကြီးရှိပါသေးတယ်ဒီလေးလည်းရှိပါတယ်အဲ့ဒါဝယ်အားပေးခြင်းတဲ့ကျွမ်းကြီးကိုညာအားလုံးလည်းရှင်းပြနိုင်ကြပါတယ်နော်